G by sap yo. Ha, come here, Balu say puni rale. So no she really ya. So no keeping them at them hola. Eh, I didn't know belly. Canali, so no phone peony. Momo to develop peony. G. How the hell I didn't know bad in my bed? Pama say mapuna no. Keep it up as I tell it. Say I don't say piano loping, no? Loma bo, do a loma bo. Come here, me tatu to below Mali. G. Walaikum salam. 拜ပြတယ်စကားပြောနေ ဆရာအရေးကြီးလို့ပါဆရာတခုမေးချင်လို့ဆရာ မေးလေပိုင်းပါ ဆရာအတိုးစားတာပိုင်းလားဆရာ ခမရဗျာအတိုးစားတာဘသူ့မေးမေးအိမ်ကခလေးလေးဘတ်တောက်သွားတဲ့ခလေးကိုမေးအောင်တည်တယ်အတိုးစားတာမပိုင်ဘူးဆိုတာ ဆရာ ခမရတော့အဲ့ဒါဆိုလိုက်ပြီလား ခလေးမိုးဝယ်သွားလိုက် မလုပ်ပါနဲ့ မိုးဝယ်သွားလိုက်ပါ မလုပ်ပါနဲ့ ခလေးလည်းပြောဗီဇာလိုက်ပါဆရာ အော်ဒါနဲ့အခုနဘာမေးတာလဲ အတိုးစားတာပိုင်းလားဆရာ အတိုးစားတာကအားရပိုက်ဒီလိုရှိတယ်ဗျာသိလားအခုကျွန်တော်တို့ဘာမှလေပတ်စံနေပါပေးတယ်မလားဘာမှပတ်စံပေးပြီးတော့ကျွန်တော်တို့ဘာကနေပြန်ပြီးတော့ပေးတယ်လေတလားတစ်ခါနလားတစ်ခါအမြတ်ပေးတယ်အဲ့ဒါကတစ်မျိုးပေါ့ဗျာနောက်တစ်ခုကျွန်တော်တို့ကုမ္ပဏီမှာလေ ဆရာလာရှင်းလေးယူသွားလိုက်ပါ မလုပ်ပါနဲ့မဟုတ်ကျွန်တော်မရှိတယ်မလုပ်ပါနဲ့ အမျိုးသမီးတွေလက်ဆောင်တွေပဲဝယ်သွားလိုက်ဆရာ ပတ်စံအများများနေပြီနော်အားရပိုက် ထားပါဆရာလက်ဆောင်တွေပဲဝယ်သွားလိုက်အိမ်မှာ အားရပိုက်ဗျာအလားအစားပေးရမသိလားဒါနဲ့အခုနဘာပြောလိုက်တာလဲ ဆရာအတိုးနဲ့ပတ်သက်ပြီးအတိုးစားတာပိုင်းလား ဩအတိုးလား ရှင်းတယ် အတိုးอ่ะဗျာဒီလိုရှိတယ်ဗျာဘယ်လိုပြောမလဲဆိုရင်အခုကျွန်တော်တို့ကအတိုးယူလိုက်ပြီအတိုးစားမလားမစားမလားကျွန်တော်တို့မှစဉ်းစားခတ်နေပြီဟုတ်တယ်မလားအဲ့ဒီချိန်မှာခင်ဗျာကျွန်တော်ရှိရောက်လာပြီအတိုးဘယ်လိုစားရမလဲအခုကျွန်တော်ခင်ဗျာကိုပြောပြမယ်အတိုးကဒီလိုရှိတယ်ဗျာ ဆရာလမ်းစနီးလာပြီနော် မလုပ်နဲ့ အဲ့မှာခလေးတွေပါဝေစားတွေပါအမျိုးသမီး မလုပ်ပါနဲ့အဲ့ဒီမှာ မုတ်တွေပါလောက်ရမယ်လမ်းစနီးပြီဧကလာတော့မယ်ဆရာနော် ပတ်စံ အကုန်ကြားလိုက် ပတ်စံအများများတယ် ဒါလည်းဆရာအကုန်ကြားလိုက် တခါမှမမြင်ဘူးတဲ့ပတ်စံတွေမပေးပါနဲ့အားရပါရဲ့ ဒါပါဆရာဒါလိုမယ်ဆရာတို့လည်းလိုမယ်လေ လူသားတို့လူတွေဗျာခေတ်ကာလဈေးတွေကလည်းတက်လာတယ်ဆိုတော့သိတယ်မလားတစ်ဖက်တစ်လမ်းနေဒါလေးတွေရှိတော့ကျွန်တော်တို့အဆင်ပြေတာပေါ့ကဲအဲ့ဒါထောင်ခုနမိရောခုနဘာပြောတာလဲ ဆရာအတိုးနဲ့ပတ်သက်ပြီးအတိုးစား အတိုးစားတာလားလွယ်လေးအတိုးကိုခမရအမျက်ဆိုပြီးတော့ပြောင်းပြီးစားပိုင်တယ်ဟုတ်ပြီလား အဲ့လိုလည်းရတာပဲ ရတယ်လေ အခုတော့ပြောဆရာပြောမရဘူးဆို အခုနဆရာကလည်းစိတ်ညစ်နေတယ်ဗျာအိတ်ကလည်းပိန်နေတယ်ဆိုတော့လေဆရာလည်းစိတ်ငြိမ်နေတာအခုကဆရာအိတ်ဖောင်းသွားပြီဆိုတော့စိတ်ပြောင်းသွားတာ ဟောဆရာပတ်စံပေးအကုန်ရတာလားဆရာ ပတ်စံပေးအကုန်ရတာပေါ့ဒါပေမဲ့မရတဲ့နေရာတနေရာတော့ရှိတယ် ဘယ်နေလဲဆရာ ဘယ်နေရာလဲဆိုတော့အချိန်တစ်ချိန်ရောက်လာလိမ့်မယ်ကျွန်တော်တို့ဗဇက်ကနေဘာမှပြောလို့မရတဲ့နေရာအဲ့ဒီနေရာမှာကျွန်တော်တို့ပတ်စံကလည်းသုံးလို့မရဘူး ဟောအဲ့လိုကောင်းပြီဆရာကျွန်တော်တွားလိုက်မယ်နော်ဆရာကျွန်တော်အတိုးနဲ့ဆက်စားလိုက်မယ်ဟောမားလို့ဆရာအမျက်ဆက်စားလိုက်မယ်ပြောလိုက် ဒီ ဆလာမအလိုင်ကွမ် ဝါလိကုမ်ဆလမ်အားရပါခဏလာအောင် ကြည့်ဆရာ ပြောကြတယ်နားကန် ဘာပြောမလဲ နားမှာတိုးတိုးလေးပြောမယ်တလားကနေပတ်သက်ပြီးလေအထူးဝင်ဆောင်မှုရှိတယ်သိလား ဟာ ခင်ဗျပတ်စံအထုတ်လိုက်ကင်ပြီးသားလာခဲ့နော် အဲ့လိုလားအဲ့ဒါလည်းဖြစ်တယ်ပေါ့ ဒီဖြစ်တယ် ကောင်းပါပြီဆရာ မိတ်ဆွေများခင်ဗျကျွန်တော်တို့ဒီဗီဒီယိုကပညာပေးဗီဒီယိုပါကျွန်တော်တို့အစ္စလာမ်ဘာသာဝင်နဲ့ပတ်သက်ပြီးတော့ဘယ်အရာပဲလုပ်လို့ပိုင်လားမပိုင်ဘူးလားဆိုတာကိုကျွန်တော်တို့တကယ်တမတ်ကြတဲ့ဆရာတွေနဲ့အာလင်ပညာရှင်တွေမှာမေးဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်တို့တခုခုကြံခဲ့မယ်လို့လည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ